ရန်ကုန် office ခန့်အတောင်စားဆောင်ရစီတော့မှတ်ပြီးတာဝန်ထမ်းပတ် ID 134 333အာ2026ခုနှစ်ဒီမှာ3ရက်နေ့မှာစတင်ပြီးဒီကနေ့ပဲစီးနေလောက်တိုင်းဆိုင်ရာစာချုပ်ထုတ်ဆိုထားမှုကဲ့တဲ့တောင်းမှထမ်းဆောင်ခြင်းမှာကျန်လာလိုက်ကြောင်းကြောင်းကြားတာပါအနေစာမနေဘူးဆိုတာသိတယ်ဘာဒီလဲပဲရှိမနေတဲ့နေ့မှာရှိကြသေးတယ်အယုတ်ရဲ့နှုတ်ဆက်ပြောက်ကိုသူရောငါပြောက်တယ်ဘယ်ရုံနိုင်မလဲတနေ့ချာအမုတ်ချလို့ကြုံမသိတယ်ဒီလေပဲတော့ဘေးဆုံးမလူတိုင်းဟာအကုန်ခွဲခွာအနေစမမြဲဘူးဆိုတာသိတယ်ငါဒီလေပဲအယုတ်ရဲ့နှုတ်ဆက်ပြောက်ကိုသူရောငါပြောက်တယ်ဘယ်လိုမှမလဲ